ဒီနေ့မှာတော့ live food လို့ခေါ်တဲ့အစာရှင်တွေထဲမှာဘယ်လိုအလှမွေးငါးပေါက်တွေမစိုးကျွေးလို့ရတဲ့ infusoria လို့ခေါ်တဲ့ရေပိုးတွေကြောင့်ပြပြသွားမှာဖြစ်ပါတယ်။ဒီ infusoria လို့ခေါ်တဲ့ရေပိုးလေးတွေကဘာတွေလဲ။ဘာကြောင့်မလို့ရေးကြည့်ရလဲ။ဘယ်လိုမျိုးမွေးမြူရမလဲဆိုတာကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်။ဆိုတော့ infusoria ဆိုတာဘာတွေလဲ။ infusoria လို့ခေါ်တဲ့ရေပိုးလေးတွေကရေထဲမှာနေထိုင်တဲ့အရန်သေးငယ်တဲ့တက်ရှိတက်တော်လေးကိုခေါ်ဖြစ်ပါတယ်။သူတို့ကဘယ်လောက်ထိသေးငယ်လဲဆိုရင်မျက်စိနဲ့တိုက်ရိုက်မမြင်ရတော့တဲ့အထိကိုသေးငယ်ကြတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့အရန်သေးတဲ့ငါးပေါက်လေးတွေအတွက်သူတို့ကအကောင်းဆုံးစာဖြစ်ပါတယ်။အားကြောင့်မလို့အရေးကြီးရလဲ။ငါးပေါက်လေးတွေကဥအနေစားပေါက်လာတဲ့အချိန်မှာဆိုရင်သူတို့ရဲ့အကောင်လေးတွေကအရန်သေးငယ်ပါတယ်။သူတို့အတွက်အရန်သေးငယ်ပါတယ်ဆိုတဲ့အစာချောက်မှုတွေဘိုးလော်လန်းလိုအကောင်လေးတွေရတာမှသူတို့အတွက်ကြီးနေတတ်ပါတယ်။အဲဒါကြောင့်မလို့အရန်သေးငယ်တဲ့အစာရှင်တွေလိုအပ်တာဖြစ်ပါတယ်။အဲဒီအစာရှင်တွေမှာဒီ infusoria လို့ခေါ်တဲ့ရေပိုးတွေကအကောင်းဆုံးပဲဖြစ်ပါတယ်။ရေပိုးလေးဖောက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးကတော့ Family ကြီးတစ်လုံးလိုမယ်။ငါးကန်တဲ့ရေနဲ့ဟင်းသီးရွက်တစ်ခုလိုပါမယ်။ဘာလို့ Family ကြီးသုံးတာလဲဆိုရင်တော့နေအောင်ကြီးကောင်းရရှိနိုင်မှာဖြစ်ပါတယ်။ Family ကြီးမရှိဘူးဆိုရင်လည်းရေတက်မှုလိုလိုမျိုးနေအောင်ကြီးကောင်းရရှိနိုင်တဲ့ပစ္စည်းမျိုးလေးသုံးလို့ရပါတယ်။ရေကတော့ငါးကန်တဲ့ရေသုံးတာအကောင်းဆုံးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုရင်တော့ဒီငါးကန်ထဲမှာရှိပြီးသားအနုစီဝါလေးတွေကဒီနီလန့်ကိုအထောက်အကူဖြစ်စေလိုဖြစ်ပါတယ်။ဟင်းသီးရွက်အနေနဲ့တော့ဆက်လက်ရွက်တို့ခေါ်ပြီးထုတ်တို့ကိုအသုံးပြုနိုင်ပါတယ်။လိုအပ်တဲ့ပစ္စည်းလေးတွေတီးပြီးဆိုတော့ဘယ်လိုမျိုးဖောက်ဆိုတာဆက်ပြီးပြပြသွားမယ်ပထမဆုံးအနေနဲ့ကိုအသုံးပြုမဲ့ဆက်လက်ရွက်တာမှာမဟုတ်ကော်ပီတုပ်ကိုဒီနှွေးထဲမှာ15မိနစ်နိုင်ဝက်လောက်စိတ်ပြီးတော့မှပျော့သွားအောင်လုပ်လိုက်ပါဒါမှရေထဲမှာအမြန်ပုတ်ပြီးတော့မှပိုးကောင်လေးအတွက်အထောက်အကူဖြစ်စေလိုဖြစ်ပါတယ်ဒုတိယအဆင့်အနေနဲ့ပလင်းအကြည်တာမဟုတ်ကိုအသုံးပြုမဲ့ပစ္စည်းတွေကိုငါးကန်ရေငါးလက်မအနေ8လက်မလောက်ထည့်ပေးလို့ရပါတယ်ဒါမှမဟုတ်ကိုအသုံးပြုမဲ့ပစ္စည်းပေါ်မူတည်ပြီးတော့မှတင်းတော်တလောက်ထည့်ပေးလိုက်ပါနောက်တစ်ဆင့်အနေနဲ့အဲ့ဒီငါးကန်ရင်ထည့်ထားတဲ့ family အကြည့်တွေကိုခုနကပြောအောင်လုပ်ထားတဲ့အရွက်လေးထည့်ပေးလိုက်ပါထည့်ပြီးဆိုရင်တော့အဲ့ဒီ family အကြည့်ကိုနေအောင်ဖျက်ဖျက်ရရှိတဲ့နေရာမျိုးမှာထားပေးရပါမယ်အဲ့ဒီမှာသတိထားရမှာတော့နေအောင်ကြည့်တိုက်ရိုက်မထိတွေ့တဲ့နေရာမျိုးမှာထားပါမယ်ပထမတစ်ရက်ကနေ3ရက်ကြားထဲမှာဆိုရင်အဲ့ဒီရေကနောက်ကြည့်တော့ပါလိမ့်မယ်အဲ့ဒါကတော့ပရိယပိုးမွားလေးတွေပွားလာတဲ့အဆင့်မှာနောက်3ရက်ကနေ9ရက်ဒါမှမဟုတ်9ရက်အတွင်းမှာဆိုရင်တော့အဲ့ဒီရေကပြန်ကြည့်တော့ပါလိမ့်မယ်ပြီးတော့အဲ့ဒီရေထဲမှာအမှုန်လေးလှုပ်ရှားနေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကတော့ infusoria လို့ခေါ်တဲ့ရေပိုးလေးစတင်ဖြစ်ပေါ်လာပြီပဲဖြစ်ပါတယ်အဲ့ဒီရေပိုးလေးကိုဘယ်လိုယူပြီးကျွေးရမလဲဆိုရင်တော့ syringe လို့ခေါ်တဲ့ဆေးထိုးပြုံအသေးလေးတွေတုံးပြီးတော့မှကျွေးလို့ရပါတယ်ဒါမှမဟုတ်ရင်လည်းရေစုပ်တံအသေးလေးတွေကိုတုံးပြီးတော့မှရေပေါ်ပိုင်းကနေစုပ်ပြီးတော့မှငါးပေါက်လေးရှိတဲ့ကန်တွေကိုထည့်ပေးလို့ရပါတယ်ငါးပေါက်လေးတွေကိုရေပိုးတစ်နေ့ပဲ2ချိန်လောက်ကျွေးပြင်လဲဒါကတော့တင့်ငါးပေါက်အရေအတွက်ပေါ်မူတည်ပြီးတော့မှတစ်နေ့2ချိန်ကနေ4ချိန်အထိနည်းနည်းစီကျွေးလို့ရပါတယ်သတိထားမှာတော့အများကြီးကျွေးလို့မရပါဘူးအများကြီးကျွေးရင်ငါးကန်ရေပုတ်ပြီးတော့မှတင်ငါးလေးတွေတေသွားနိုင်လို့ပဲဖြစ်ပါတယ်ဒီရေပိုးလေးထိန်းနေတဲ့အခါမှာသတိထားမှအချက်လေးရှိပါတယ်အဲ့ဒါကတော့နေအောင်ချင်းနဲ့တိုက်ရိုက်မထိတွေ့ဘူးပဲဖြစ်ပါတယ်နေအောင်ချင်းနဲ့တိုက်ရိုက်ထိတွေ့တဲ့အခါကျရင်အဲ့ဒီရေကပူလာပြီးတော့မှရေပိုးလေးတေသွားနိုင်လို့ပဲဖြစ်ပါတယ်ပြီးတော့ရေပိုးလေးဖောက်မယ်ဆိုရင်အဲ့ဒီ family ကြီးတဲ့ကိုရွက်တွေအများကြီးထည့်ပေးလို့မရပါဘူးရွက်တွေအများကြီးထည့်လိုက်မှဆိုရင်အဲ့ဒီရေကပုတ်သွားနိုင်လို့ပဲဖြစ်ပါတယ်နောက်တော့သတိထားမှာတော့ကိုဖောက်တဲ့ family လေးကဒီဝင်ထွက်ကောင်းဖို့လိုပါတယ်ဒါကြောင့်မလို့အပေါ်ကနေအဖုံးဖုံးထားတာမျိုးမလုပ်ဘဲနဲ့စကားဒါမှမဟုတ်ရင်ဟိုချုပ်တဲ့ဇာအစလေးတွေကိုဖုံးထားပေးရင်ပိုကောင်းပါတယ် infusoria လို့ခေါ်တဲ့ရေပိုးလေးသုံးမယ်ဆိုရင်အားနဲ့ချက်အသားချက်လေးတွေရှိပါတယ်အသားချက်အနေနဲ့ဆိုရင်တော့တဘာဝစာဖြစ်တဲ့ကြောင့်မလို့ငါးပေါက်လေးစားလွယ်မယ်ကြီးတော်မှုနှုံးမြန်မယ်ပြီးတော့ငါးပေါက်လေးရဲ့တက်ရှင်မှုနှုံးများမယ်ဆိုတဲ့အသားချက်လေးရရှိနိုင်ပါတယ်အားနဲ့ချက်အနေနဲ့ကတော့ရေကအရန်ပုတ်လွယ်ပါတယ်ဒါကြောင့်မလို့အိမ်ထဲမှာထားမယ်ဆိုရင်အနံ့အသက်မကောင်းတာတွေဖြစ်လာနိုင်တယ်နောက်ပြီးတော့ရေပိုးလေးတွေကအလွယ်တကူသိနိုင်ဖြစ်တဲ့ကြောင့်မလို့အသက်ခဏခဏပြန်မွေးနေရမယ်ဆိုတဲ့အားနဲ့ချက်လေးရှိပါတယ်အဲဒါကြောင့်မလို့အကြံပေးချင်တာကတော့ရေပိုးလေးကိုငါးဦးမပေါက်ခင်2ရက်3လောက်ကတည်းက2ဘူး3ဘူးလောက်ကိုတပြိုင်တည်းဖောက်ထားရင်ပိုကောင်းပါတယ်ပြီးတော့ငါးကန်ရေဟောင်းသုံးမယ်ဆိုရင်တော့ပိုမြန်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ infusoria လို့ခေါ်တဲ့ရေပိုးလေးတွေကငါးပေါက်လေးတွေအတွက်အရေးကြီးတဲ့ပထမဆုံးအစာရှင်တစ်မျိုးပဲဖြစ်ပါတယ်အထူးသဖြင့်ငါးပေါက်သေးသေးလေးတွေအတွက်အသက်ရှင်မှုနှုန်းကောင်းဖို့အထောက်အကူအများကြီးဖြစ်စေပါတယ်ပြီးတော့အိမ်မှာပဲအလွယ်တကူမွေးလို့ရတဲ့ကြောင့်မလို့ငါးမွေးထားတဲ့သူတိုင်းတည်ထားတဲ့အစာရှင်တစ်မျိုးပဲဖြစ်ပါတယ် See you